သူတို့ပြရအောင်။ဘာမနေငါတော့နေမရ။ရွှေရှိုးမှာဘာဖြစ်နေရှိ။ရှေ့တဲ့ပဲဖြစ်။အဲ့ကဟိုဘက်ကထွက်လာပဲ။ခဏဒီတက်တော့ဖြစ်။ဒီတက်တော့ဖြစ်။ဟုတ်လား။ဒီတက်တယ်နော်။ဟေးကြည့်ဘာလို့လဲဒီကဘာတော့ရမယ်နော်ငါပဲနော်ခဏလေးတဲနေပြီတဲနေတယ်လို့လို့ဒီဆိုရအဲ့ဘာအဲ့ဘယ်ပြပြီးကြလားဆိုတော့ဆိုတော့လေရပြည့်